ငယ်ချင်းတို့ breakfast လဲစားပြီးပြီဆိုတော့တို့တွေဘယ်သွားကြရင်ကောင်းမလဲ အဲ့တော့ရုပ်ရှင်ပိုင်းကြားလိုက်သွားကြမယ်လေ မဆိုးပါဘူး နော်ရုပ်ရှင်မှကြတယ်မြောက်ဘူးကြလားရောက်ဘူးပြောရောက်ဘူးလား ညောင်ဘူးသွားကြည့်ကြမယ် ညောသွားခြင်း ဟုတ်တယ်နဲ့ โอเคအဲ့ဆိုရင်ဟို3ယောက်လဲလိုက်မယ်နဲ့ဒီနော်သူတို့3ယောက်လဲဟိုနေ့ကဘယ်သွားလိုက်မယ်သူတို့ခေါ်ဆိုတော့နောက်ကြတယ်ဖုန်းဆက်လိုက်ပြီးရင်ဟိုလိုလုပ်မယ်လေအဲ့လိုသွားရင်းနဲ့အမှတ်တရလဲဖြစ်အောင်တကယ်ချင်းတွေအားလုံးစုံနေတဲ့အတူဘလို့လေးတစ်ခုရိုက်လိုက်ကြမှာ ကောင်းတယ် နော်အမှတ်တရလေနော်ဘာဖြစ်လို့ဆိုတော့ကျောင်းမှာငါတို့သင်ထားတဲ့စာတွေနဲ့အဲ့မှာအခုတွေ့တာတွေနဲ့ဘလို့လေးရိုက်လိုက်ကြမှာအမှတ်တရဖြစ်နော်โอเคအားလုံးဘောတူရနော် ဘောဒီလဲဆက်လိုက်တော့ โอเคအဲ့ဒါရင်ဖုန်းဆက်လိုက်မယ်နော် ဟယ်လိုအခုရောက်ရှိနေရတော့မြမရုပ်ရှင်သမိုင်းပြတက်ကိုရောက်နေရပြီဖြစ်ပါတယ် ကဲတကယ်ချင်းတို့ငါတို့ဒီထဲမှာတော့တွေ့ဘူးတာတွေအကုန်လုံးလေ့လာကြပါ အထဲမှာမမြင်ဘူးမတွေ့ဘူးတာတွေကိုအကုန်လုံးသွားပြီးတော့လေ့လာကြမယ်ကျမတို့နဲ့အတူတူလိုက်ခဲ့ကြပါ တယောက်လို့သေးရနော် ဟဲ့ပြောလို့ အဲ့တော့ခေါ်လိုက် ဖုန်းဆက်တယ်မဟုတ်ဘူး ကျွန်တော်ပြီးတော့ပုံစံ ကြည့်လား အော်မလာပြီတကယ်ချင်း ကဲအားလုံးပဲကျမတို့နဲ့အတူတူဒီရဲ့သမိုင်းပြတက်ကြီးကိုလိုက်လေ့လာဖို့အကုန်လုံးဖိတ်ခေါ်ပါတယ် let's Let's go go ကြားလိုက်လေးလား ဟုတ်ကဲ့ရှင် ကြားလိုက်လေးဒီမှာကျွန်တော်တို့သတ်မှတ်ထားတာတယောက်ကို1000လုံးပေါ့နော် ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အဲ့ ဒီလိုလေးလာမယ် ဟုတ်ကဲ့ရှင်6ယောက်ဆိုတော့တယောက်1000ဆိုတော့6000တကယ်ချင်းနေရယောက်ျားလေးဆိုတော့နေမဲ့ပြီးလိုက်တော့ဘာသူပေးပါလိမ့်မယ်ရှင်ကဲတို့ရတော့ကြမယ် ကျွန်တော်တို့တက်တက်တယ် ဟုတ်ကဲ့ပါရှင် ဖက်လိုက်လေးလာပြီးမှပဲကြည်လိုက်ပါနော် ဟုတ်ကဲ့ပါရှင်ဘဘ ဒီကလေကျောင်းမှာတင်နေတဲ့မှာလေမြမပထမဆုံးရုပ်ရှင်ဆိုတဲ့ဟာဒီကပေါ့ဒါနေပထမဆုံးရိုက်ခဲ့တဲ့ဇာတ်ကားနာမည်ကိုသိကြလားဇာတ်ကားနာမည်ကဘာလဲသိလဲမှတ်မိကြလား ကြာတူတာလေ အဲ့မြတ်တာနဲ့တူရာကိုပထမဆုံးရိုက်တဲ့စက်ကြီးကဒီဟာကြီးပေါ့ဒီစက်ကြီးကဒီထဲထဲမှာရှိရဲအဲ့ဒါကိုလိုက်ပြပေးမယ် ဘယ်လိုမကြည့်ဘူးဆိုတော့နော် ဒီကင်မရာကြီးပေါ့ပထမဆုံးရုပ်ရှင်ရိုက်ခဲ့တဲ့ကင်မရာကြီးသူ့ရဲ့သူ့တယ်ကိုကြည့်ဘယ်လောက်ထိကြည့်လဲဆိုတာကိုသိလားဒီကင်မရာကြောင်း ဒီမှာတော့ဆမ်းမလောက်တော့ကြောက် ဟုတ်လို့လား ကြားဘူးတယ်ဆိုပြောပြအောင် လဲမှာတွေးလိုက်လို့လား အဲ့ဒီကအဲ့တော့တော့လေးမယ်နော် အခုလည်းလေးရနော်မကြည့် ပြီးတော့ဆက်တော့လာပြီးတာတော့ပြန်လာပြီးလို့လက်ခဲ့ကြတယ်နော်ဒီတော့ ဟုတ်တယ်ရင်တော့လူတော်တော်ပြင်မဲ့မယ်နော်ဘာလို့ဆိုအမားတို့အခုဒီဘက်ခက်မှာဆိုလို့ရှိရင်ဒီကင်မရာကြီးကတော်တော်ကြီးရနော်ဒီဘက်ခက်မှာလေ Osmo လို့လိုမျိုးလေတေးသေးလေးတွေပဲကွာလက်ဖွားလက်ဖွားတဖွားစာလောက်ပဲရှိတဲ့ကင်မရာလေးတွေပါပေါ်နေကြတယ်ဒီဟာကြီးဆိုကြည့်လိုက်တော်တော်ကြီးတာအဲ့ဒီခေတ်ကလူတွေကလေပြပြမမနဲ့ရုပ်ရှင်တွေကိုဖန်တီးခဲ့ရ အရှိဖို့ တွေ့ဘူးအရန်ရှေးကြတဲ့ဟာတော့ခုမှမတွေ့ဘူးကြားရလား ကြည့်ကြည့်ကြားရလားကြားရလားလာနောက်နေအရင်ကတိတ်နေပဲတော့တယ်နော်တကယ်ဒီမှာတိတ်ခွေလေးတိတ်နေပဲတော့တယ်
edit ဆက်ရင်ဟို audio နဲ့ video နဲ့ဆက်တယ်လို့ပေါ့နော် ဟုတ်တယ်ဒါအတန်းဆိုရင်ဒါရုပ်ပေါ့ဟုတ်တယ်တော်တော်ခက်ခဲရနော်ဒီလဲဆက်တည်းရလဲအကြီးဆိုတော့ ဟာသူကများတော့မှာ ဒီမှာ နည်းဟုတ် ကိုဦးထန်ကို ဘာပိတ်တာလဲဆိုတော့ ရိုက်ကူးရေးဆက်တွေအကုန်လုံးလေ့လာပြီးပြီဆိုရင်အမတို့ဒီရင်နှုံးနာရုပ်ရှင်ဇာတ်ကားတွေကိုတွားပြီးလေ့လာကြမယ် โอเค ဟိုဘက်ခံသွားကြမယ်နော် โอเค 哎呀，给咱们评，俺也是这样的。我的天哪，天都记住了。我的天哪，也可以记录的，也记啊。我妈有写出去是大概还有记啊。哎，那这哪里不多给不对吧 ？surprise message 上要看。哎，还要进来没？进吧。进来。进吧。surprise。我干嘛要啥？来，好，就没看嘛就撞了，马上打基本。最出名了，最佳了，就没看嘛上。ဒီကမသိသေးဘူးထင်တာလေအဲ့ဒါတခုပြမယ်ဒီမှာဆိုလို့ရှိရင်1950နဲ့1953ကနေစတင်ပြီးတော့ဒီထူးချွန်စုတို့ချင်းညံပထမစုကိုဆိုလို့ရှိရင်အဲ့ဒီရွှေကိန်းနရီရုပ်ကလေးရွှေကိန်းနရီရုပ်ကလေးကိုပေးတယ်ဒုတိယစုအနေနဲ့ဆိုရင်ဒီမှာဒီငွေတောင်းကြီးပေး
တတိယစုဆိုရင်ချင်းသေးရုပ်စုပေးတယ်ပြီးလို့ရှိရင်အကောင်းဆုံးအမျိုးသားမျိုးသမီးဆိုရင်ရွှေရည်တုံးအဲ့လိုမျိုးလေးတွေပေါ့နော်ပြီးရင်အခုခေတ်ဒီဘက်ခေတ်ကြမှာဒီရွှေစင်ရုပ်ထုကိုပေးတယ် ကျယ်လေးနဲ့နော် ကျယ်လေးရွှေစင်ရုပ်ထုကိုကိုကအဲ့ဒါလေးပြီးတော့ဒီနုံးကတော့မတူဘူးပေါ့ကွာ ကြားတော့ကြားကျမတို့တငယ်ချင်းတွေပြတိုက်ထဲဝင်ရောက်မလိလာခင်မှာပြတိုက်ဝင်ဝါမှာတရုတ်ဆောင်တဲ့ဒါရိုက်တာဘဘဦးထင်းအောင်နဲ့စုံပြီးတော့ဘဘရှင်းပြပေးတဲ့နုပညာနဲ့ပတ်သက်တဲ့ဘူတုဒရဝယ်အကြောင်းအရာတွေကိုလည်းလေ့လာသိရှိခဲ့ရပါတယ်ရှင်။ ဒိုတစ်ထက်ကတင်ခဲ့တဲ့ရင်ကျေးမှုတပည့်တယောက်ကမန္တလေးမှာတင်နန်းသွားပြတယ်အော်စကာထူးတာနဲ့အဲ့မှာဘာဝတပတ်ကိုတစ်ခါသွားပြီးတင်ပေးရတယ်ကားနဲ့သွားမန္တလေးမှာအဲ့တော့ကရင်ကျေးမှုတက်ကတူ ဘာမရဘူးလိုက်ဟုတ်တယ်အမဝင်လိုက် လာလိလိုက်အဲ့အမပြောတယ်လေကောင်းတယ် ဟုတ်တယ်သူကကိုပြောတတ်တယ် ပြတိုက်တစ်ခုလုံးကိုလေ့လာကြည့်ရှုလို့ပြီးမှတော့ပြတိုက်မှာရှိတဲ့ဗမာဆရာကြီးများကိုဂါရဝဖြူနှုတ်ဆက်ကောက်ပြီးတော့အမှတ်တရဓာတ်ပုံများရိုက်ခါပျော်ရွှင်စွာနဲ့ပြန်ခဲ့ကြပါတယ်ရှင်။